ဟိုးကမြင်နေရတာကတော့ကျွန်တော်တို့ကမကွေးတိုင်းဒေသကြီးငဖဲမြို့နယ်မှာရှိတဲ့ဂုတ်ကြီးကျေးရွာပါဒီဂုတ်ကြီးကျေးရွာဆိုလို့ရှိရင်ပင်လယ်ရေမျက်နှာပြင်ထက်4000ကျော်မြင့်ပြီးတော့ဟိုးတောင်ပေါ်ကိုတိတက်မယ်ဆိုရင်တော့လက်ရည်ကန်တောင်ရှိတယ်အဲ့ပေါ်ထိဆိုလို့ရှိရင်တော့ပေရ9208ပေရှိပါတယ်ကျွန်တော်တို့မကွေးကနေဒီဂုတ်ကြီးကျေးရွာကိုလာမယ်ဆိုလို့ရှိရင်48မိုင်ဝေးပြီးတော့ရွှေစက်တော်ကနေလာမယ်ဆိုလို့ရှိရင်တော့18မိုင်ပဲဝေးပါတယ်ဒီတောင်တန်းတွေပေါ်မှာတော့အရှိုချင်းတွေအများဆုံးနေထိုင်ကြပါတယ်ရာသီဥတုအရပြောမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့မကွေးဘက်အချမ်းမှာဆိုလို့ရှိရင်အပူချိန်က45 46လောက်ရှိတဲ့အချိန်မှာဒီဂုတ်ကြီးကျွေးရတဲ့ဒီတောင်တန်းတွေပေါ်မှာတော့အပူချိန်က25 26 29လောက်ပဲရှိတယ်ဗျရွှေစက်တော်နဲ့ဆိုရင်လည်းဒါ18မိုင်ပဲဝေးတယ်ဒါပေမဲ့ရာသီဥတုကတော့အရန်ကွာတယ်ပြီးရင်ဒီတောင်ပေါ်မှာဆိုလို့ရှိရင်သူတို့လောက်ကင်စားတောက်တာကတော့လက်ဖက်ချန်တို့နောက်ကော်ဖီဂျန်တို့နောက်လိမ္မော်တို့နောက်လက်ကက် organic တွေပဲအများဆုံးစိုက်ပျိုးပြီးတော့စားသုံးနေထိုင်ရောင်းချတဲ့ရွာလေးတွေပါပိသက်ကြီးဒါကတော့ဒီတောင်တန်းဒေသမှာနေတဲ့အရှိုချင်းလူမျိုးတွေပါဟိုဒီအရှိုချင်းလူမျိုးတွေကအခုအဝတ်စားကြတော့တယောက်နဲ့တယောက်မတူတာအပါဖြစ်လို့လဲဟုတ်ကဲ့ကျမတို့ကကိုကြိုက်တဲ့အယောင်လေးတွေရွေးပြီးချုပ်ထားတာပါကိုကြိုက်တဲ့ဒီဇိုင်းတိုင်းပြီးတော့ချုပ်တယ်ဟုတ်ပြီဗျအဲ့တော့ဟိုရိုးရဒလေးအနေနဲ့ရောဘယ်လိုပုံစံမျိုးဝတ်လို့ဝတ်ထားရှိသေးလဲရိုးရအနေနဲ့ဆိုရင်တော့ဒါချင်းဝတ်စုံစစ်မဟုတ်ဘူးပေါ့ချင်းဝတ်စုံစစ်ဆိုရင်ဘယ်လိုမျိုးဟိုရေရှားပေါ့အတူလေးရေရှားလေးနဲ့ဒီလိုရံဖုံးလေးနဲ့ပဲဒါကြတော့ဒီဘက်ခစ်ပေါ်ပုံစံမျိုးဖြစ်သွားပြီဒါကိုလည်းအခုကဒလေးသဘောအနေနဲ့တော့ဝတ်နေကြပြီပေါ့ဟုတ်တယ်ဘယ်လိုဝတ်နေကြဟုတ်ပြီအဲ့ဆိုရင်ဒီမှာဆိုလို့ရှိရင်အရှိုချင်းကလူမျိုးပေးကြည့်ပဲဆိုရင်လူကြီးဘယ်လောက်နေထိုင်ကြလဲကျမတို့ကုန်ကြီးရွာမှာလားဟုတ်တယ်ကုန်ကြီးရွာမှာလူကြီးပြောလို့မို့လူကြီးကအခုလောတယ်933ရှိတယ်ဗျ933ဆိုတာ933ယောက်ဟုတ်ကဲ့အင်ဂျီဆိုလို့ရှိရင်200နဲ့4အင်ရှိတယ်204အင်ရှိတယ်ဒီဂုတ်ကြီးကျွေးရမှာဆိုလို့ရှိရင်ဟိုဘာသီးနဲ့နေအဓိကထားပြီးတော့စိုက်ကြတယ်ကျမတို့တန်ပရာစိုက်တယ်ငပြောစိုက်တယ်အဲ့ဒါပြီးလို့ရှိရင်ကော်ဖီစိုက်တယ်တရင်ဒီအကုန်လုံးဒီရထွက်တဲ့ဟွာတွေလေဝါဥလည်းစိုက်တယ်အဲ့ဒါတွေကြတော့ဒီကိုယ့်ရဲ့ဒီတောင်တန်းပေါ်မှာပဲရောင်းတာလားတခြားဘယ်နေရာတွေသွားရောင်းကြတယ်ရန်ကုန်သွားရောင်းတယ်မားလေးသွားရောင်းတယ်အဲ့ဒါပြီးလို့ရှင်ကော်ဖီတွေကြတော့ဟိုဟာရေနံချောင်းတို့ဆက်ယုံတွေဓာတ်ရိုက်လေအဲ့လိုဆက်သွယ်လေးတွေဆက်သွယ်ပြီးတော့ရောင်းတာဟုတ်ကဲ့ဗျအဲ့တော့ဟိုအခုဒီမှာဆိုလို့ရှိရင်စာတင်ကျောင်းတွေရောဘယ်နှကျောင်းလောက်ရှိလဲစာတင်ကျောင်းကဟိုဟာတစ်ကျောင်းပဲရှိတယ်ကျမတို့ရွာမှာရွာမှာတစ်ကျောင်းဒီကိုကြီးရွာမှာရွာတစ်ကျောင်းဟုတ်တစ်ကျောင်းမူလာတန်းရဲ့အခုအထက်တန်းကျောင်းရနေပြီအခုထက်တန်းကျောင်းရနေပြီအရင်နှစ်တည်းတော့ထားခွဲပေါ့ထားခွဲရောက်နေပြီဟုတ်ထားခွဲကနိကိုထက်တန်းကျောင်းရနေပြီပေါ့ဒီနေ့မှစားရတာဒီနေ့မှစားရဟုတ်ပြီဗျနောက်ထပ်ကအဲ့လိုပေါ့ဒီကုတ်ကြီးဒီမှာဆိုလို့ရှိရင်ဟိုထူးခြားတာပဲရှိမလဲဒီတောင်တန်းနေတဲ့မှာတောင်တန်းနေတဲ့မှာကျမတို့ကျင်းငှက်တွေထူးထူးခြားခြားရှိတယ်အောက်ချင်းငှက်ရှိတယ်အပြီးရင်ဟိုဘက်တရက်ချင်ရွာတို့လေးစားရွာတို့မှာပင်လေရငှက်တွေခေါ်မှာပေါ့အဲ့ဒါတွေကတစ်နှစ်တစ်ခါအများအားတက်လာတယ်ဟုတ်လားဟုတ်ပင်လေငှက်တွေဟုတ်တယ်ပင်လေငှက်ကျမတို့ရှိမှရှိတဲ့ငှက်မဟုတ်ဘဲနဲ့အဲ့ဒီမှာထူးခြားတဲ့အကောင်ကြီးကြီးတွေရောအယောင်ဆုံးပေါ့အဲ့လိုတက်လာတာဟုတ်တယ်ခုနကလည်းကျွန်တော်တက်လာတော့ဒေါင်းတွေ့လိုက်တယ်ဟုတ်တယ်အဲ့လိုပဲသွားနေကြတာပဲမွေးတာလည်းရှိတယ်ပြီးရင်ကျမတို့ကကျင်းငှက်တွေမပြစ်တော့ဘူးအောက်ချင်းဆိုလဲကျမတို့တောင်ရထဲမှာတဲ့ခြံထဲမှာတဲ့အောက်ချင်းတွေကအများကြီးပဲရှိတယ်ခြံထဲမှာလေခြံမှာအတီးတွေလာစားတယ်အကောင်တွေဆိုလို့ရှိရင်ကျမတို့ကိုယ်သားဆေးတောင်တိတ်ဖြန့်စရာမလိုဘူးငှက်တွေကအကောင်တွေစားလို့ကျမတို့အတွက်ပို့ပြီးတော့အသုံးပြုတယ်ဒါကြောင့်မလို့ဒီမှာဆိုရင်ဒီတိနဲ့နေရာအထွက်တိုးတာပေါ့အထွက်တိုးတယ်ပြီးရထိတ်နေရဟုတ်တယ်ထူးခြားလေးရောဘာရှိအောင်လဲဟိုနောက်ထပ်ထူးခြားတာကတော့ညောင်လွှဲကျော်ရဲ့ဝါရဲ့အောက်ချင်းခဲ့ကျမတို့ဘေးမဲ့လွှတ်ထားတယ်လုံးဝမတတ်ရဘူးအမြောင်လွှဲကျော်ဆိုရင်လည်းပဲရွာထဲဝင်လာလို့ရှင်လဲမလုပ်ရဘူးမပြည့်အောင်ပေါ့အဲ့လိုမျိုးဘေးမဲ့လှုပ်ပေးထားတယ်ဟုတ်အဲ့ဒါပြီးတော့ဟိုမိုးရွာတော့မယ်ဒီလိုမျိုးမိုးရွာနေတဲ့အချိန်ဆိုရင်နေပွင့်လာတော့မယ်ဆိုမြောင်လွှဲကျော်တွေကအရန်អော်တယ်အဲ့လိုမျိုးသူတို့တွေကတိကိုတိနေတာမိုးနေပွင့်တော့မယ်ဆိုတာလုံးဝကိုသူတို့တိနေဒီမြောင်လွှဲကျော်တွေអော်ပြီဆိုတာနဲ့ကိုဒါနေပွင့်တော့ပွင့်လာပြီဟုတ်အစားတော့ကရောဘယ်လိုမျိုးဟိုမတူကွဲပြားတာလေးများရှိလားအဲ့ဒါရှိတယ်ဘယ်လိုမျိုးလဲကွဲပြားဆိုတာကျမတို့ကစီစားတာနဲတယ်ဟုတ်ကဲ့စီရတပူးဆိုလို့ရှင်တပတ်လောက်စားရတယ်အခုမြေပြနေသွားလို့ရှင်စီရှင်တွေကျမတို့မစားနိုင်ဘူးအတီးရွက်ကအခုခုလာလာဆဆချက်စားတယ်ပြီးရင်ကိုချာနဲ့ရထွက်တဲ့အတီးစားတာပုံများတယ်အခုဈေးတွေတက်လာတဲ့ဗရန်တို့မင်းဘူးတို့ကလာရောက်နေဆိုလို့ရှင်ကျမတို့တိတ်မဝဲဘူးဆေးတွေဖြန့်ပြီးတော့လေဟိုအဖြစ်မှာဆို
ပြီးရင်ကျမတို့ကကုန်းစားတာတော့ရှိတယ်ဗမာတွေကသားတွေဖွေးလို့ကျမတို့ကကုန်းစားတယ် ။အော်ဒီမှာရှိတဲ့အချိုချင်းတော်တော်များများမိတ်ကလေးယောက်ျားလို့ရကုန်းစားကြတယ်။အဲ့တော့ကုန်းပင်တွေရောစိုက်ကြလားဒီ ကုန်းပင်လေးလည်းစိုက်တယ် ။အော်ကုန်းပင်တွေလည်းစိုက်တယ်။အော် ကုန်းနူဝါတွေမဟုတ်ဖဲနဲ့လေကျမတို့တောင်ပေါ်မှာထွက်တဲ့ကုန်းရွက်ရှိတယ်အဲ့ဒါပဲကျမ ကွ တို့ န်စိန်ကွန်ကျန်လို့ အရသာတွေ့တယ်မြေပြကုန်းနူဝါတွေကြတော့နုနုဖတ်ဖတ်လေးတွေချွဲတယ်ကျမတို့ရှာနဲ့မတွေ့ မ ဘူး တွေ့ဘူး။အော်ဟုတ်ပြီ။အော်ပြီးတော့တခြားပေါ့ဟိုဒီမှာထူးခြားတဲ့ဟိုဒလေးလေးတွေဘာရှိသေးလဲ ကျမတို့ထူးခြားတဲ့ဒလစ်သေးလေးတွေကအိမ်အတစ်ဆောက်ပြီဆိုလို့ရှိရင်အိမ်တိုင်းထူဖို့အိမ်ပြီးသွားပြီဆိုလို့ရှိရင်အိမ်တစ်တဲ့ပွဲမှာကကြတာအဲ့မှာခွေးကိုအဓိကထားပြီးတော့ကျမတို့ကခွေးနဲ့နတ်တင်ရတယ်အဲ့ဒါဟိုအရင်ကတည်းကဘိုးဘွားစစ်စစ်ပေါ့အဲ့ဒါရိုးရာလောက်ပါတယ်အဲ့ဒါပြီးလို့ရှိရင်အခုတော့မိုးရွာပြီမိုးခေါင်နေဆိုလို့ရှိရင်လဲရွာမှာဟိုဟာမိုးကောင်းတာပွဲလို့ရတယ်အဲ့မှာနွားပါတယ်အဲ့ဒါပြီးလို့ရှိရင်ကျွဲဆိုရင်နွားမဟုတ်ကျွဲပေါ့အဲ့ဒါပါရတယ်အဲ့ဒါပြီးရင်ကခုံရတယ်ခေါင်ရည်နဲ့အတိကပေါ့လောက်ပါတယ်အဲ့ဒါမိုးကောင်းတာပေါ့ တချို့ကဟိုအိမ်ဆောက်တဲ့နေရာမှာခွေးသားပေါ့နော် ဟုတ်ကဲ့ အဲ့ဒါနဲ့ဆက်သားတချို့ကျပတ်ဆက်ရှိရလူကြစိတ်သားတွေပါလုပ်တယ်ကြားရနော် စိတ်ကလောက်ရတယ်ဟိုခွေးမဟုတ်ဘူးတကယ်လို့စိတ်ရှိတယ်ဆိုလို့ရှင်စိတ်နဲ့လောက်ရတယ်ပြီးရင်ခေါင်အိုးကမပါမဖြစ်ခွေးသားနဲ့ခေါင်ငွေရပါကူပါလားမပါလို့မဖြစ် ဟုတ်ပြီဗျအဲ့လိုပေါ့ဒီဟိုအပြိုနဲ့လူပြိုရောအဲ့လိုခွဲခြားတာတွေကဘယ်လိုပုံစံမျိုးရှိလဲ ကျမတို့ရှိမှအပြိုတွေလူပြိုတွေခွဲခြားတာရှိပါတယ်ဘာလို့လဲဆိုတော့အိမ်နောင်ကြပြီးပြီဆိုလို့ရှင်တော့သူတို့အိမ်နောင်တယ်ပေါ့အပြိုလေးတွေကတော့သူတို့အရင်တော့ကတော့ဝတ်စားတာဒီချင်းလိုပဲဝတ်စားတာဟုတ်အခုတော့အဲ့လိုမျိုးတွေမရှိတော့ဘူးအဝတ်စားကလည်းကွာတယ်ပြီးရင်နေတာထိုင်တာမှစာကုန်ကွာတာပေါ့ အဲ့ဘယ်လိုပုံစံမျိုးတွေကွာလဲ ဟိုဟာအပြိုတွေဆိုလို့ရှင်တော့သူတို့လမ်းလျှောက်တာမှအစဟိုစကားပြောတာမှအစရှက်တယ်ကျမတို့ပုံလေးမပြောရတော့ဘူးကျမအခုအိုဆိုတော့ပြောရပြီကျမအသက်က40ကျော်ပြီလေ ဩအဲ့လိုမျိုးဆိုလို့ရှိရင်ဒါပုံလေးနဲ့ပြောရတဲ့အပြိုဆိုလို့ရှိရင် တိတ်မပြောရကြဘူးရှက်တာပေါ့ ဟောရှက်တယ် ဝါရင်မှုမရှိတဲ့ခါကြတော့လေ ဩဟုတ်ပြီ အဲ့ဒါမျိုးတွေ နောက်ထပ်ကောအဲ့လိုမျိုးဘာတွေများဟိုဒလေးတွေရှိသေးလဲ ဒလစ်တွေကရှိတယ်အခုကျမတို့ဒီနှစ်တောင်ရခုတ်တယ်ခုတ်ပြီးတော့တောင်ရစပားတွေရိတ်သိမ့်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီဟိုဟာတောင်ရနာပွဲမှာတခါခွေးသားပါပြန်ပြီအဲ့ဒါပြီးရင်ခေါင်အိုးပါတယ်အဲ့ပြီးရင်ဝက်နဲ့လှုပ်လို့ရှင်လဲအဲ့ခွေးရပါရတယ်ကျမတို့ကလိပ်ပြာကြီးအခုကျမပိုင်ရှင်ဟိုဟာတောင်ရနာပွဲလုပ်ပြီဆိုလို့ရှင်ကဲတငယ်ချင်းတို့လားအမျိုးတွေလာကြဆိုလို့ရှင်ကျမကဝက်သားစားရမှာဂျာနဲ့အဲ့တဲ့တွေခေါင်ဘူးတွေပါတယ်လာပြီဆိုလို့ရှင်ခွေးသားပြန်ကျွေးရတယ် ဩပိုင်ရှင်ကဝတ်သားစားပြီးတော့လာတဲ့ဧည့်သည်ကိုခွေးသားပြန်ကျွေးရတယ်ပြန်ကျွေးရတယ်ဒါပေမဲ့ခွေးသားမစားဘူးဟဲ့ဒီဧည့်သည်ကတော့ဆိုလို့ရှိရင်ကျမတို့ကြက်ကိုပြန်ကျွေးရတယ်အဲ့ဒါကြတော့ကျမတို့ရိုးရပေါ့အိမ်တိုင်းလောက်ရတယ်တောင်ရလောက်ပြီးဆိုရင်အိမ်တိုင်းတောင်ရနာပွဲဆိုတာရှိတယ်တောင်ရနာပွဲကြတော့ခုနပစံပေါ်ရတယ်နော်ပစံဆရာခေါ်ရတယ် ဘယ်လိုမျိုး ပစံခေါ်ပစံပွဲပြီးတော့လေ ပစံဆိုပါဘူးပြော ပစံဆရာ အခု ကျမတို့ဟိုဟာပေါ့ဗုဒ္ဓဘာသာလို့ပြောမယ်ဆိုလို့ရှိရင်ဟိုဖုန်ကြီးပင့်ပြီးတော့ဟိုဟာတရားနာခိုင်းတယ်ပဋ္ဌာန်းရွတ်တယ်ဆိုလို့ကျမတို့ကပစံဆရာခေါ်ပြီးတော့အဲ့ဒါတွေတောင်ဆောင်နဲ့တွေပါတွေအကုန်လုံးပင့်ဖိတ်ပြီးပူဇော်ရတယ်။ဩအဲ့လိုမျိုးပေါ့နော်။အဲ့ဒါကြတော့ဒီဘက်မှာကြတော့ဘာသာကြတော့ဘယ်ဘာသာကိုအဓိကထားပြီးကိုးကွယ်ကြလဲ ကျမတို့ရွာမှာတော့ဗုဒ္ဓဘာသာလေးကြီးပါ ။ဗုဒ္ဓဘာသာလေးကြီးပဲ။ဟုတ်ကဲ့ဗျာ။ဗုဒ္ဓဘာသာဆိုပေမဲ့လို့ကျမတို့ကရိုးရာကြတော့ ဒါပါရိုးရာရှိတယ်ကိုးကွယ်တာကတော့ဗုဒ္ဓဘာသာ ဟုတ်ကဲ့ပါဟုတ်ကဲ့ဗျဥပမာပေါ့ဟိုဒီမှာဆိုလို့ရှိရင်ဟိုးအရင်တော့အတိုင်းကိုအသက်40ကျော်ပြီဆိုတော့အရင်တော့ပညာရေးစနစ်ကရောဘယ်လိုရှိလဲအရင်တော့ပညာရေးစနစ်ကတော့ကျောင်းကလည်းကျမတို့၄တန်းအောင်ပြီဆိုလို့ရှိရင်အလဲတန်းမရတဲ့ခါကျတော့ဗရန်သွားတက်ရတယ်ပြီးရင်ကျမ၈တန်းအထိဒီမှာတက်ပြီးတော့9တန်း10တန်းကျတော့မင်းဘူးသွားတက်ရတယ်မင်းဘူးတက်ရင်တက်မတက်ရင်ငဖဲအဲ့ဒါပဲအခုတော့ဘာလို့လဲဆိုအဆင်ပြေသွားပြီအခုအလဲဟိုဟာမနှစ်ကကြတော့ထားခွဲရတယ်ဟုတ်ကဲ့10တန်းကြတော့ဟိုမှာဗရန်သွားဖြေရတယ်ဟုတ်ကဲ့အဲ့ဒါဖြေရတဲ့ခါကျတော့ထားခွဲရတော့ဒီမှာပဲ10တန်းလဲနေရတယ်အရင်တော့ကျမတို့တော့ဆိုဖနက်တောင်စီးဖို့မရှိဘူးခြေကျင်သွားပြီးတော့သွားဖြေရတာဗရန်ကျူငဖဲဆိုလဲအမအစိုးရစစ်ဆိုလို့ရှိရင်ရှစ်တန်းကိုအဲ့မှာပဲသွားဖြေရတာဒီနေ့ဗရန်နဲ့ဆိုဘယ်လောက်ဝေးလဲဒီနေ့ဗရန်နဲ့ဆိုရင်တိုင်းရှောင်းဘယ်လောက်သွားရလဲကျမတို့မနေ့မိုးလင်းသမင်းတုံနဲ့သွားတယ်ဇင်မြို့မှာသမင်းစားဗရန်ကိုညနေမှရောက်တယ်အဲ့ဗရန်နေဒီရောက်ဖို့အတွက်ကိုရွာ9ရွာလောက်ဖြတ်ရတယ်ပြောအဲ့ရွာနာမည်ရပါလေရွာနာမည်တွေကတည်တယ်မြေလပြီးရင်စစီပြီးလို့ရှင်ဇင်မြို့တာယာကုန်းပြန်ကြီးစင်ကြီးတိုင်းပြီးရင်ဆုံကုန်းအဲ့9ရွာကိုဖြတ်ပြီးရင်ဒီဂုတ်ကြီးကြီးရွာရောက်ပြီဟုတ်တယ်ရောက်ပြီအဲ့ဂုတ်ကြီးကြီးရွာနဲ့ဆက်သွားမယ်ဆိုရင်ဘယ်ရောက်မလဲဒီဘက်ကိုဆက်သွားမယ်ဆိုရင်စွန်တက်အရင်ဆုံးရောက်မယ်ပြီးရင်ရင်းတဲ့ဟိုဘက်ကိုကတုံကြီးပြီးလို့ရှင်ကမြင့်ကန်ပြီးလို့ရှင်ဟိုမှာ
တောင်စောက်ငပြေအပြီးဆင်ကုန်းတိုင်းအာ ဩအန်းထီရောက်အောင်ပေါ့နော်အန်းတောင်ကြားထီရောက်အောင်ပေါ့ အန်းတောင်ကြားမဟုတ်ဘူးအန်းမြို့ရောက်သွား အန်းမြို့ရောက်သွားမယ်ဩ အန်းတောင်ကြားကိုမရောက်ခင်ဆိုလို့ရှင်ရွာ3ရွာပဲဖြတ်တယ် ဩဟုတ်ကဲ့ဗျအဲ့ရွာကြတော့ဗာရွာရဲ့ အဲ့ရွာကြတော့စွန်တဲ့ရယ်လင်းတဲ့ရယ်အဲ့ဒါပြီးရင်တုံးကြီးရယ် ဩတကယ်လို့ပေါ့ရာသီဥတုကြတော့အခုကျွန်တော်တို့ဒီဟိုဘက်မကွေးဒီရွှေဆက်တော်ပေါ့ဟိုဘက်ဗဒန်းဟိုဘက်ကိုအပူချင်းကပူပြီးတော့ဒီဘက်ကြတော့အေးလာပြီကွာ ဟုတ် အဲ့တော့ရာသီဥတုကအေးတဲ့အချိန်ဆိုဘယ်လောက်ထိအေးလဲ 15လောက်အေးနိုင်တယ် ဩ15လောက်ထိအေးတယ်မိုးရွာရောဘယ်လောက်ထိရွာလဲ မိုးရွာရင်တော့ဟိုရွာတဲ့ဟိုကိုပြောတာလား မိုးကအဲ့ရာခိုင်တော့ပေါ့ဘယ်လောက်ရွာနေတိုင်းရွာလားဒါမှမဟုတ်အဲ့လိုဘယ်လိုမျိုး ကျ ဇက် မ တိုက် တို့ ရွာ တလလုံးလုံးကိုနေမမြင်လားမမြင်ရွာနိုင်တယ် အဲ့လိုမျိုးကိုရှိခဲ့တယ် ခါမှလို့တော့မရဘူးပေါ့ ဟုတ်ကဲ့ အခုရွာပြီဆိုကျမတို့ဒီမှာ4ရက်ရှိသွားပြီအခုချိန်ထိနေတစ်စက်မှမမြင်ရသေးဘူး ဩဟုတ်ကဲ့ဗျာဟုတ်ကဲ့ ဟုတ်အဲ့လိုတော့ရှိတယ် ဩဟုတ်ပြီ အေးပိုင်းကြီးလေ ဒါလုံးဝအေးတယ်နော်ဒီဘက်မှာအေးတယ်ဥပမာကလေးတွေကအခုပညာရေးဆိုလဲဘာဖြစ်ဖြစ်အဆင်ပြေသွားပြီ ဟုတ်ကဲ့အဆင်ပြေသွားပြီ ပြီးတော့စိုက်ပျိုးရေးအနေနဲ့လည်း အဆင်ပြေတယ်လမ်းပါဆက်သွယ် လမ်းပါဆက်သွယ်ရလည်းအရင်ကောင်းသွားပြီအဲ့တော့ကျွန်တော်တို့ကကျွန်တော်ဒီကုန်းကြီးရွာကိုလာပြီးတော့ဟာလာရာသီဥတုအရာကောင်းသွားပြီလာလဲခြင်းနဲ့လာပြုခြင်းနဲ့ဆိုလို့ရှိရင်ဒီဟိုအရှိုချင်းတွေအနေနဲ့ဘယ်လိုမျိုးတွေဖိတ်ခေါ်ပြီးတော့ဘယ်လိုမျိုးတွေပြုစုမလဲဘယ်လိုမျိုးတွေမျိုးဟိုအဲ့ဝစ်ကြည့်မလဲဆိုတာလေးပြောပြပါ အော်ဟုတ်ကဲ့ကျမတို့ကတော့အခုဧည့်သည်တယောက်ကြိုက်တတ်တဲ့ဟာလေးတွေအဆင်ပြေအောင်ညှိပေးတယ် ဟုတ်ကဲ့ ဟိုဘာစားတတ်တယ်လဲဘာသုံးဆောင်တတ်တယ်လဲပေါ့ဒါနဲ့အိတ်တာတော့ဟိုမှုရတွေဘာတွေတော့မရှိဘူးဒါမဲ့အကုန်လုံးအပြည့်အစုံရှိတယ်စောင်လေးရယ်ခေါင်းအုံးလေးရယ်အဲ့ဟိုမျိုးကအိတ်တာတွေထိုင်တာတွေကလွဲလို့ပေါ့နော်ကျမတို့ကဟိုဟာလူမှုဆက်ဆံရေးရတော့ဘာမှကိုပြောစရာမလို အော်ဒီကယ်လို့ဒီကိုလာလဲမယ်ဆိုရင်လည်းအကုန်လုံးဆက်ဆက်ရကူညီမယ် ကိုကြီးပေးမယ်ရပါတယ် ဒီဟာကလေကျမတို့ချင်းရိုးရစီတစ်စက်မှလည်းမပါဘူး ဟုတ် အဘီဟိုအဘူဟာရှာဘူးဟင်းခေါ်တယ် ဟောအာဟုရှာ on day လို့ခေါ်တယ် on day အော် ချင်းလို့လေရိုးရဟင်းအဘီလို့ရှင်ဟိုကပါတယ်ပဲတီပါတယ်ဘူးတီပါတယ်ငရုတ်တီပါတယ်အဘီအဘူရွက်ပင်စိန်ကမ်ဘလူအဆုံးပါတယ် ဩအသားတွေပါရထည့်သေးလား အသားထည့်တယ်ကြက်သားဟင်းထည့်တယ် ဟင်း ကြက်သားထည့်ချက် ကောင်းတယ်နော် ကောင်းတယ်နော် ဟုတ်တယ်ကောင်းတယ် ဒီဟာကျတော့ဟိုဟာကြက်သားကိုဒီတိုင်းတုတ်တာ ဟုတ် ကျက်သွန်ဒီရယ်ငရုတ်ကောင်းစီရယ်ချင်းရယ်ထောင်းပြီးတော့စီလုံးမှမပါဘူးဘာမှမပါဘူးအဲ့ဒါတုတ်ထားတာဒီတိုင်း ဩမြေကောင်းတယ် ငရုတ်ကောင်းနဲ့ကျက်သွန်ဒီနဲ့အပြီးဒီဟင်းကြတော့ဟိုဟာကျက်သားကိုထောင်းထားတာ ဟော ကျက်သားကြီးပဲထောင်းတာအဲ့ဒါကျက်သွန်ဒီရယ်ချင်းရယ်ကျက်သွန်ဒီရယ်စားရယ်အစာပလာတွေထည့်ပြီးတော့ထောင်းထားတဲ့ကျက်သားထောင်း ဘာသာစက်သားတော့ ဟုတ်ကဲ့ ဒါလည်းဒါရိုးရပဲ ရိုးရပဲ ဟုတ် ဒီမှာ ဟုတ်ဟုတ် စီတစ်စက်မှလည်းမပါဘူး ဟုတ်တယ်နော် ဟုတ်ကဲ့ ကြောက်ဖြုံလေး ပြီးရင်ဒီမှာတစ်မျိုးရှိသေးတယ်ဒါကငပိရယ်ငရုတ်တိရယ်ထောင်းထားတာဒါလည်းစီတစ်စက်မှမပါဘူးအဲ့ဒါပြီးလို့ရှင်ဟိုကပါသေးတယ်ဖျန်းချင်းသီးလေးပါသေးတယ် ဟောခန်းနေတယ်နဲ့ထည့်သေး ဟုတ် စားကြည့်ပါနော် ဟုတ်ကဲ့စားကြည့်ပါဦး ဟင်း ကောင်းလား ဟုတ် တော်တော်ကောင်းတယ်နော် ဟုတ် ဒါကြ ဟော တယ် အဲ့ဒါတို့စား ကြောက်ကုန်ပြီးအဲ့ဒါတုတ်စား တောက်ဖို့ဒီလိုတို့စားဟုတ် စင်ပြေတယ်နော် စီလာတော့ပါ ဖေးတော့တောက်ကြည့်ပါဦးအဲ့ရတာတော့ကောင်းတယ်အာ အာ ဘူ ဘူး ရှာ ရှာ ဘူ ဘူးအာဘူးရှာဘူး ချင်းလို့တော့ရိုးရအောင်တင်းရင်လို့ခေါ်တာပေါ့ ဟောဟုတ်ကဲ့ ကျတော့အဘူရှာဘူးပေါ့ ဒါတော့အိုရီလန်းလျှောက်တာပါဒါတော့အပြူရီလန်းလျှောက်တာဒါတော့လူအိုရီလျှောက်တယ်ဒီဒါတော့လူအိုရီလျှောက်လူပြိုလေးတွေ
လက်ကြီးအခုဆိုလို့ရှိရင်ဒီမကွေးငဖဲမြို့နယ်ကကုတ်ကြီးရွာနာမှာဒီလိုတိတ်ပင်လေအများကြီးရှိတယ်ဗျရွှေစက်တော်နဲ့ဆိုရင်လည်း18မိုင်ပဲဝေးတယ်ဒါပြီးတော့လေးလာအပန်းဖြေလို့လည်းရပါတယ်